င်္ဂလာပါခုပြောပြမယ့်သင်ခန်းစာခေါင်းစဉ်ကတော့ Microsoft Word ထဲမှာရှိနေတဲ့ဓာတ်ပုံတွေကိုကျွန်တော်တို့က crop ပိုင်းဖြတ်မှာဖြစ်ပါတယ်ဟုတ်ပြီ Microsoft Word ထဲဓာတ်ပုံပိုင်းဖြတ်မယ်ဆိုလို့ရှိရင်ဓာတ်ပုံပေါ်မှာ click ချက်နှိပ်လိုက်တာနဲ့ဒီမှာဒီ tab တွေရဲ့နောက်ဆုံးမှာဒီမှာ picture format ဆိုတဲ့ tab ပေါ်လာနိုင်မယ်သူ့ကိုနှိပ်လိုက် picture format ဆိုတဲ့ tab ကိုနှိပ်လိုက်လို့ဒီမှာညာဘက်ဆိုတော့မှာဒီမှာ crop ဆိုတာရှိတယ်ဒီ crop လေးကိုနှိပ်လိုက်နော်နှိပ်လိုက်တာနဲ့ဒီမှာဓာတ်ပုံပေါ်မှာသူက crop လုပ်ဖို့ဒီမှာနော်ဘောင်လေးတွေပေါ်လာပြီဒါဆိုကိုကပုံဘယ်လိုလိုချင်လဲကိုလိုချင်တဲ့နောက်လေးကိုဒါရွှေ့ပေးလိုက်နော်ကိုလိုချင်တဲ့နောက်ရွှေ့ပြီးဒီ crop ပဲပြန်နေလိုက်ဒါဆိုနော်ပုံမှာ crop လုပ်ပြီးသွားပြီဖြစ်ပါတယ်ဒါဆိုမှဒါ crop လုပ်ပြီးမှပုံကိုတိုက်လို့အကြည့်ချင်ဟုတ်ပြီနောက်ထပ် crop တနည်းနောက်ထပ် crop တနည်းကကြပါလဲဆိုဒီ crop ရဲ့ down ရဲ့နှိပ်ကြလိုက်ဒီမှာ crop to shape ဆိုတာရှိတယ် crop to shape ကိုနှိပ်လိုက်တာနဲ့ဒီမှာဒါ shape ပုံစံနဲ့ကျွန်တော်တို့ပေါ်လာလိမ့်မယ်ဒီထဲကနေမှာကိုက shape ကိုဘယ်ပုံစံလေးလိုချင်လဲနော်ကိုလိုချင်တဲ့သူက shape ပုံစံကိုရွေးလို့ရတယ်ဟုတ်ပြီနော်ဒီတိုင်းကကိုကြိုက်တာရွေးထားပါတယ်ဒီမှာအသေးပုံလေးဒါဆိုဒီလိုမျိုးလေးဒါကျွန်တော်တို့က picture ပုံမှာ crop လုပ်တဲ့အခါမှာကိုကြိုက်တဲ့ shape ပုံစံကိုဖန်တီးလို့ရပါတယ်နော်မကြိုက်တာကိုရွေးလို့ရတယ် crop to shape ထဲကနေနော်ဒီမှာကျွန်တော်တို့ဒါကိုကြိုက်တဲ့လိုလေးတွေဒါကြိုက်တဲ့လိုရွေးလို့ရတယ်ဟုတ်ပြီဒါဆိုတော့ picture crop လုပ်တဲ့နိုင်မယ်လို့ယုံကြည်ပါတယ်နော်ဒီဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင်တော့ like and share လုပ်ပြီးလို့ရပါတယ် YNG ကဒါနောက်ထပ်သင်တဲ့သင်ခန်းစာတွေကိုသိချင်ရင်လည်း YNG page ကို like လုပ်ထားပေးပါဒါဗီဒီယိုကိုလည်း share လုပ်လို့ရပါတယ် YNG ကိုယ်တိုင်သင်တဲ့ကျောင်းမှာလည်းဒါ online class တွေတက်ရောက်နိုင်ပါတယ်ဗျအားလုံးအဆင်ပြေကြပါစေ